လာပြီဗျာအရင်တစ်ခေါက်ကျွန်တော်တင်ပေးထားတဲ့ iPad view လုံနီဗီဒီယိုမှာဘန်းနဲ့အဆင်မပြေဘူးလို့ပြောတဲ့ညီကိုတွေအတွက် VPN လုံးဝခံစရာမလိုတဲ့ပြင်မိကောက်100%စေပြီး fine တစ်ခုထည့်လိုက်ရုံနဲ့အခုလို real iPad view နဲ့165 fps ပါတခါတည်းရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားရင်အခုဗီဒီယိုကိုအဆုံးစထိကြည့်ပြီး like and follow လုပ်ခဲ့ကျွန်တော်ကတော့ gaming by တော်မဲ့ဖြစ်ပါတယ်ဗျာရှင်ဆုံးကျွန်တော် Telegram channel ကိုတစ်ချက်ဝင်လိုက်ဗျာဝင်ပွားကျွန်တော်အခု gaming by တော်ဆက် channel ကိုတစ်ချက်ဝင်လိုက်ဗျာပြီးရင်အခုကျွန်တော်ပြထားတဲ့ file လေးပေါ့နော်အမ106 iPad view 165 fps ဆိုတဲ့ file လေးအဲ့ဒီမှာကျွန်တော် global version ဆိုတဲ့ file လေးကိုတစ်ချက်နှိပ်လိုက်ဗျာပြီးရင်အခု file လေးကို download ဆွဲပြီးရင် save to download ဆိုတဲ့တစ်ချက်နှိပ်လိုက်ဗျာပြီးတော့ရင်ကျွန်တော်ဒီ Telegram ပြန်ထွက်ပြီးကျွန်တော်ညီကိုတို့ file ထဲမဲ့ app ပေါ့နော်အဲ့အထောက်တစ်ချက်ဝင်ပြီးတော့ကျွန်တော်အခုပြထားတဲ့အတိုင်းလေးတစ်ချက်လိုက်ထည့်ပေးဗျာfile တဲ့အခုလို့ကျွန်တော် file တစ်ခုရထားပါเนาะပြီးွားရင်တော့ကျွန်တော်ဒီ phone ကို section လိုက်တော့ဗျာ section ပြီးကျွန်တော် view ကြည့်တော့တစ်ချက်ဝင်ကြည့်လိုက်ပါเนาะအခုလို game နဲ့ရောက်ပြီဆိုကျွန်တော် twin ရောက်တစ်ချက်ဝင်လိုက်ဗျထင်းရပြီဆိုကျွန်တော်အခုဘလို့စာလေးပေါ်လာ okay ကိုတစ်ချက်နှိပ်လိုက်ဗျ okay နှိပ်လိုက်မယ်ဆိုကျွန်တော်အခု iPad view ရိုက်ပါတော့ဒါကောင်ကကျွန်တော် VPN လုံးဝခံစားမလို့ပါဘူးဗျ main ကောက်100%စီအာမခံပေးပါရနော်ညီကိုအခု file လေးကိုထည့်ထားမယ်ဆိုရင်ပြီးတော့ဒီကောင်ကကျွန်တော် graphic ထဲမှာ165 fps အလုပ်လုပ်ပါမယ်ဗျပြီးတော့ရင်ကျွန်တော်စီမှာ VPN လုံးဝခံစားမလို့ရ main ကောက်100%အာမခံပေးတယ်ကျွန်တော် VPN ပြီးမှပါတော့1000ကျပ်ထည့်နေတော့ဘယ်လိုရပါမလဲနော်ညီကို 4.5 season connect ဆောက်လို့ရပါမယ်ဗျလာဝရနေမှာပဲတကယ်လို့တစ်ခုတစ်စုံလေးအဆင်မပြေရှိတာမျိုးဘန်းကန်ထိတာမျိုးရှိတာကျွန်တော်ကငွေပြပန်ပေးရပါရနော်အခုလို့ဆုံးလေးရှိပြီးတော့အကုန်လုံးကျေးဇူးများတင်ပါတယ်ဗျ